Man U Premier League Champion ဖြစ်လာတော့မှာလားဘောလုံးလောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ဂရီက Euro 2004မှာ Europa Champion ဖြစ်ပူတယ်။ Leicester က2016မှာ Premier League Champion ဖြစ်ပူတယ်။ဒီလိုပဲလက်ရှိ Premier League မှာ Man U အသင်း Champion မဖြစ်နိုင်ဘူးဆိုတာမပြောနိုင်ပါဘူး။လက်ရှိနေရာတည်အပြောင်းရှိကာလမှာ Man U ကိုရောက်လာတဲ့သူတွေကအောင်မြင်မှုထက် Man U ကိုချစ်တဲ့စိတ်ကြောင့်ရောက်လာတဲ့ကစားသမားတွေလို့ဆိုနိုင်ပါတယ်။ Man U ရဲ့ကစားသမားခေါ်ယူမှုတွေကစိတ်ကျေနပ်စရာကောင်းပြီးလက်ရှိရာသီမှာခေါင်းမောလာတာကအရေးအယောင်တွေပြနေပါတယ်။ Chelsea နဲ့ Liverpool ကိုအနိုင်ရပြီးနောက် Man U ရဲ့မျှော်လင့်ချက်တွေဟာပိုပြီးကြီးမားလာပါတယ်။ဥရောပပြိုင်ပွဲဝင်ခွင့်မရလို့ Man U ကိုဘေးကစားသမားမလာချင်ဘူးထင်ရပေမဲ့ကိုညာအမ်ဘိုမိုဆက်စ်ကိုအစရှိတဲ့တိုက်စစ်ခြေပွင့်တွေတိမ့်ပိုက်နိုင်ခဲ့ပါတယ်။ Man U ပရိသတ်တွေအတွက်ပိုပြီးဂုဏ်ယူစရာကောင်းတာကအမ်ဘိုမိုကစပါဆက်စ်ကိုကနယူကာဆန်တို့ရဲ့ကန့်လန့်မှုချန်ပီယံလိကစားခွင့်တွေကိုညှင်းပပြီး Man U ကိုရောက်လာတာပါ။ပြည်တွင်းပြိုင်ပွဲတွေပဲကစားရမယ့် Man U ရဲ့အခြေအနေကပြန်လည်တိစောက်ခါစား Man U ကိုဖိအားရောကြစေပါတယ်။ဒါကအခွင့်အရေးတစ်ခုဖြစ်လာနိုင်ပြီးပွေးပန်းတန်ဒီကိုရောကြစေပါတယ်။ကိုဘာလို့ရမလဲဆိုတဲ့ရည်မှန်းချက်ကိုထင်ရှားပြတ်သားစေပါတယ်။ Man U နီးပြအောင်မွန်တွေကလာမယ့်နိုဝင်ဘာလမှာ Man U နီးပြဘဝတစ်နှစ်ပြည့်ရောက်ရှိသွားပြီဖြစ်ပါတယ်။အသင်းပိုင်ရှင်တွေကလိုလီတင်းမရှိဖြည့်ဆည်းပေးထားတဲ့အချိန်မှာအောင်မွန်တွေကအကောင်းဆုံးဥဆောင်ပြရပါမယ်။ချန်ပီယံလိဝင်ခွင့်ရအောင် Man U ကိုအရင်ဆုံးလုပ်ပြရပါမယ်။လက်ရှိအချိန်မှာ Man U က Premier League အမှတ်ပေးစရာထိပ်ဆုံး Arsenal နဲ့ရက်မှတ်6မှတ်တောက်ကောဟန်နေလို့ချန်ပီယံလမ်းကြောင်းထဲမှာရှိနေပါသေးတယ်။ပွေးပန်းတန်နေမရှိတဲ့ Manchester United Premier League Champion ဖြစ်လာမလားဆိုတာကိုဒီနှစ်မှာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်။